ပတ်စံနေထဲမှာပိတ်မိနေတဲ့အညိုးကြီးတဲ့မိန်းကလေးတယောက်ရဲ့ဝိညာဉ်အားလုံးပဲမင်္ဂလာပါရှင်အနိုင်ဆန်ထဲမှာပြန်လည်ကြိုဆိုလိုက်ပါတယ်တောင်ကိုရီးယားနိုင်ငံမှာဒီနေ့ဒီချိန်ထိလူပြောသူပြောများနေတဲ့တဘာဝလုံးကိစ္စဆန်တစ်ခုရှိပါတယ်အဲ့ဒီကိစ္စကဂမ်ဘီယာပရာလောကနဲ့ဆန်နွယ်နေတယ်လို့ဒနာဥစာကျွဲမမှုကြောင့်ဖြစ်လာခဲ့တဲ့ရာဇဝတ်မှုကြီးတစ်ခုနဲ့လည်းပတ်သက်မှုရှိနေတယ်လို့သိရပါတယ်အထူးသဖြင့်မိန်းမငယ်လေးတယောက်ကိုရရဆက်ဆက်မတိန်ကျနှိပ်စက်တပ်ဖြတ်ခံခဲ့ရပြီးရဲ့နောက်ကိုရီးယားရဲ့ငွေကြေးသုံးစွဲဖလှယ်မှုတွေကြားကိုရောက်ရှိလာခဲ့ရတဲ့အမောက်ပယောဂတစ်ခုလို့လည်းပြောနိုင်ပါတယ်။ဆိုတော့ဒီလိုတဲတဲ့ရင်ဖို့စရာကောင်းတဲ့ဖြစ်ရမှန်ဇလန်တစ်ပုဒ်ကိုနားထောင်မှုအတွက်ထုံးစံတိုင်းပဲဆောင်းလေးချုံငကြက်လေးတက်ပြီးဗီဒီယိုကိုစုံနှစ်ထိအတူကြည့်လိုက်ကြရအောင်ပါ။တခါတော့ကတောင်ကိုရီးယားနိုင်ငံမှာဩဇာကြီးမားပြီးပတ်စံကြီးကြီးတက်ချမ်းသာတဲ့လူတစ်ယောက်ရှိခဲ့မှုပါတယ်။သူတို့မိသားစုဟာပြည်တွင်းမှာတကယ့်ကိုလက်တန်ရှိတဲ့မိသားစုဖြစ်တယ်လို့သူတို့ပိုင်ဆိုင်တဲ့ဗန်လုပ်ငန်းတွေလည်းအများကြီးရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလူကြီးမှာသူ့ရဲ့ဇနီးနဲ့ရတဲ့သမီးလေးတစ်ယောက်ရှိပြီးသူတို့လင်မယားဟာအဲ့ဒီသမီးလေးကိုအင်မတန်မှချစ်ကြပါတယ်။ဒီလိုနဲ့တနေ့မှာတော့သူတို့မိသားစုရဲ့ခြားလေးကိုကံကြမ္မာမုန်တိုင်းတစ်ခုကအမှတ်မတင်ဝင်ရောက်တိုက်ခတ်လာခဲ့ပါတော့တယ်။တမိသားစုလုံးကချင်ရတဲ့တုံးရီသောသမီးလေးကိုလူဆိုးကိုင်းတစ်ခုကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီလူဆိုးတွေဟာသူတို့မိသားစုနဲ့စီးပွားပြိုင်ဘက်ရန်ညိုးရန်စားရှိသူတွေဖြစ်ပြီးသူတို့ဟာမိန်းမငယ်လေးကိုရရဆက်ဆက်မတိန်ကျင်ပြီးတပ်ဖြတ်ခဲ့ပါတော့တယ်။မိန်းကလေးတပ်ဖြတ်ခံရတဲ့အချိန်မှာသူ့ရဲ့ဖခင်ဖြစ်သူတထင်းကြီးကအလုပ်ကိစ္စတစ်ခုနဲ့အဝေးတနေရာကိုခရီးထွက်နေတဲ့အချိန်ဖြစ်ပါတယ်။ရန်နေငယ်ကြပြီးသူကိုရီးယားကိုပြန်ရောက်လာတဲ့အချိန်မှာပဲရဲတွေဟာစိုးမြို့လေကောင်မှာဘယ်သူပင်ဝါလာချထားမှမသိတဲ့အလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီလောင်းကတော့တထေးကြီးရဲ့သမီးငယ်လေးရဲ့အလောင်းဖြစ်ပြီးတော့ရင်ခွဲရုံမှာစစ်ဆေးကြည့်တဲ့အခါမှာဒီမိန်းကလေးဟာမသေးခင်ချိန်မှာပြင်းပြင်းထန်ထန်နှိပ်စက်ညှဉ်းပန်းခံထားရတာကိုလည်းတွေ့ခဲ့ရပါတယ်။ဒီအကြောင်းကိုတထေးကြီးတို့မိသားစုပြန်သိရတဲ့အခါမှာတော့ယူသွမတက်ကြေကွဲခံစားခဲ့ကြရပါတယ်။ရဲတွေကလည်းဒီမှုနဲ့တရားခံတွေကိုစူးစမ်းပြီးရှာဖွေဖော်ထုတ်ပေးပါမယ်လို့ကတိပေးခဲ့ကြပေမယ့်လူသက်ကောင်တွေဟာအတော်လေးပါနေကြတာကြောင့်အမှုကိုဘယ်လို့မှလိုက်လို့မရအောင်ဖြစ်ခင်ရပါတယ်။အတော်ဆုံးဆောင်တောက်တွေနဲ့ရှာဖွေခဲ့ပြီးမယ်တရားခံကိုရှာမတွေ့ခဲ့ပဲတဖြည်းဖြည်းနှစ်တွေကြာလာတဲ့အခါမှာတော့အမှုဟာပျောက်ကွယ်လို့နှီးပါဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းကနေစပြီးတော့ကြောက်စရာကောင်းတဲ့ကိစ္စရပ်တွေဟာကိုရီးယားနိုင်ငံမှာပေါ်ပေါက်လာခဲ့ရပါတော့တယ်။သေဆုံးသူမိန်းကလေးရဲ့ဝိညာဉ်ဟာမကျွတ်လွတ်သေးပဲသူမကိုတတ်သွားတဲ့လူသက်သမားတွေကိုပြန်လာစားချေဖို့ကြိုးစားနေတယ်ဆိုတာပါပဲ။အဲ့ဒါတည်းထူးဆန်းတဲ့ကွန်လာဟာလာကဘာလဲဆိုရင်ဘန်လုပ်ငန်းရှင်တထေးကြီးကသူသမီးအတွက်ဝမ်းနေပူဆွေးစိတ်ကြောင့်ယူနနန်းဖြစ်သွားခဲ့ပြီးသမီးဖြစ်သူရဲ့ခန္ဓာကိုယ်စိတ်ပိုင်းချုပ်ကိုသူပိုင်တဲ့ဗန်ဒီထဲမှာထည့်ထားခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့ဗန်ထဲကနေထုံလာတဲ့ပတ်စံဒီမှာဆိုရင်သေဆုံးသူမိန်းကလေးရဲ့ဝိညာဉ်ကပ်ပါလာတယ်လို့ကိုယ်တိုင်ကြုံခဲ့ရသူတွေကပြန်ပြောကြပါတယ်။အဲ့ဒီပတ်စံဒီမှာပါတဲ့ဘန်းလုပ်တွေထဲမှာအဲ့ဒီမိန်းကလေးရဲ့ဝိညာဉ်ကကန့်ညိနေတာဖြစ်ပြီးအကင်း၍တရေဝင်ပူနေတဲ့ပတ်စံကိုသာတရားခံကသုံးမိမယ်ဆိုရင်တရေမလေးကအဲ့ဒီတရားခံတွေကိုလက်စားပြန်ချေနိုင်လိမ့်မယ်လို့ယုံကြည်နေကြပါတယ်။ဒါဟာသမီးဖြစ်သူအတွက်တရားမျှတမှုကိုပြန်လို့ခြင်းခဲ့တဲ့တထေးကြီးရဲ့အောင်လန်းစီရင်တစ်ခုဖြစ်လိမ့်မယ်လို့ထင်ကြီးပေးကြသူတွေလည်းရှိပါတယ်။အခုချိန်ထိတောင်ကိုရီးယားနိုင်ငံရဲ့ငွေကြေးသုံးစွဲဖလှယ်မှုတွေကြားမှာကောင်မလေးရဲ့ဝိညာဉ်ဟာမကျွတ်လွတ်သေးပဲပိတ်မိနေတုံးလို့ပြောကြပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးသွားခဲ့ပါဦးနော်။အဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်။